ဒီနေ့ဟာ2025ခုနှစ်ဇွန်လ25ရက်ဖြစ်ပါတယ်အဘမင်းတင်ကရှိနေမယ်ဆိုလို့ရှိရင်ဒီနေ့ကအဘရဲ့86နှစ်ပြည့်ပြီးတော့မှ89နှစ်မြောက်ထဲကိုစဝင်တဲ့မွေးနေ့လေးဖြစ်ပါတယ်ဗျအဘမင်းတင်ကရှိစရာဆိုလို့ရှိရင်အဘမင်းတင်ကအနေနဲ့ရမှာရှိတဲ့အဘမင်းတင်ကရဲ့မွေးနေ့ပွဲမှာဆိုလို့ရှိရင်အနေနဲ့ရကမှာရှိတဲ့အဘရဲ့တပည့်ရင်းနေရနေပြီးတော့မှအဘကြီးကိုလာရောက်ပြီးတော့မှငါပူဇော်ကြတယ်ကြော့ကြတာပေါ့နော်အဲ့လိုကြော့ရင်းနဲ့အဘကြီးကလည်းဘာလုပ်ပြလို့ဆိုတော့သူမွေးနေ့အလှဖြစ်စွမ်းဆင်းလုံးမတဲ့ကလေးငယ်တွေကိုသူကပညာသင်ထောက်ပံ့ပွဲလေးအဘမွေးနေ့မှာပါရှိတယ်တော့လုပ်လို့ရှိပါတယ်အခုဘာမင်းတွေကမရှိတော့နောက်ပိုင်းမှာကျွန်တော်2009ခုနှစ်ကနေစပြီးတော့အခုလိုအဘမင်းတွေကရဲ့နော်လှုပ်စင်တိုင်းလှုပ်လာခဲ့တဲ့ပညာထောက်ပံ့ပွဲလေးကိုကျွန်တော်လှုပ်လာတာ18နှစ်ထဲကို18နှစ်ရှိသွားပါပြီနော်18နှစ်ရှိသွားပါပြီနှစ်တိုင်းကျွန်တော်အစလမ်ပြက်ပြီးလှုပ်လာတာပါဒီနေ့မော်ယူမြို့ဘာမင်းတွေကမူလအောင်မြို့ဖြစ်တဲ့မယန်းတလင်းအယူတော်မင်္ဂလာရရအောင်မြို့မှာကျွန်တော်တို့ကျင်းပနေတာဖြစ်ပါတယ်ခင်ဗျအခမ်းအနားကျင်းပနေတာဖြစ်ပါတယ်ဒီနေ့အခမ်းအနားမှာတော့အခမ်းအနားမှုအဖြစ်ကလိုင်းသားမှာဘယ်လိုဟောပြောအောင်မြင်နေတဲ့ဆရာမြင့်မြတ်ဒုက္ခလေးအခမ်းအနားမှုဖြစ်ဆောင်ရပါတယ်အဲဒီမှာအဘအမှတ်တရစကားတွေပြောတာကတော့အဘမင်းတွေကတပည့်ရင်းဖြစ်တဲ့ကျွန်တော်ဆရာအောင်ချစ်မြိုင်ပေါ့နော်နောက်ကျွန်တော်တို့ပါလဲမြို့ဦးစေတီမြောက်တကုံမြို့ဦးစေတီမှာဘယ်လိုဟောပြောအောင်မြင်နေတဲ့ဆရာလွှမ်းမိုးအောင်လို့နော်ကျွန်တော်တပည့်တွေဖြစ်တဲ့ဆရာမဟိန်းခိုင်တို့ဆရာမဟိခိုင်ပွင့်တို့နော်ဆရာတရားထွန်းစော်တို့ကလေတော့အသီးသီးဒီပွဲလေးနဲ့ပတ်သက်ပြီးတော့မှအမှတ်တရပြောကြတာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီပွဲလေးဖြစ်မြောက်ဖို့အတွက်ကျွန်တော်ဘယ်ပွဲမှာကျွန်တော်အလှမခံပါဘူးအလှခံ post လည်းမတင်ဘူးဒါပေမဲ့ကျွန်တော်ဘာပဲလုပ်ကျွန်တော်နောက်ကနေတော့ဝိုင်းဝန်းပံ့ပိုးကြတယ်ကျွန်တော်ရဲ့တပည့်တွေကျွန်တော်ရဲ့အမာခံပိတ်သက်တွေဝိုင်းဝန်းပြီးလှူဒန်းပေးလို့လားဒီလိုပွဲလေးတွေကဖြစ်လာတာကျွန်တော်စတိုက်လုပ်နေတာဖြစ်ပါတယ်ဒါကြောင့်မလို့အလှရှင်အားလုံးကိုလည်းပဲကျေးဇူးအထူးတင်ရှိပါကြောင်းကျွန်တော်ဒီနေရာမှာအပိုင်း1ထဲမှာကျွန်တော်အနေနဲ့ကျွန်တော်ပြောပြလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာ